များမင်္ဂလာပါရှင်အော်တိုဘာလ1ရက်အင်္ဂါနေ့ VOA TV သတင်းလွှာအစီအစဉ်စတင်ပါပြီ VOA မြန်မာ TV သတင်းလွှာပါဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကို Asia Set 3 ဂျိုးကနေနေ့စဉ်24နာရီပတ်လုံးထုတ်လွှင့်ပေးနေပါတယ်နေ့စဉ်မနက်9နာရီတိုင်းမှာမြန်မာပိုင်းအစီအစဉ်လေးကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်အစီအစဉ်သစ်မပြောင်းခင်ထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ် VOA ရဲ့နိုင်ငံတကာသတင်းတွေဒေသရင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေ Hollywood အပါအဝင်ဂီတအမှုပညာဖျော်ဖြေရေးအစီအစဉ်နဲ့အင်္ဂလိပ်စာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ဒီကနေ့အစီအစဉ်မှာရန်ကုန်တီလိုဝါစိတ်ကမ်းကိုဂျပန်ရေတပ်ကစစ်သင်္ဘော3စင်းလာရောက်လည်ပတ်တဲ့တဲ့တင်လေဘရောင်းစီမံကိန်းမှာသာသနာနယ်မြေကိုကုမ္ပဏီအနေနဲ့လက်တလောအသုံးမပြုဖို့ဆန္ဒပြထုတ်ဖော်သူတွေနဲ့ဂျားဝင်စစ်ဆက်တဲ့အာဏာပိုင်တွေကြားသဘောတူလိုက်တဲ့တဲ့တင်မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့ထိုင်းနယ်စပ်ကခရင်တိုင်းရင်းသားဒုက္ခသည်တွေအိမ်ပြန်နိုင်မဲ့အခြေအနေအပါအဝင်ဖိလစ်ပိုင်နိုင်ငံကရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအကြောင်းသတင်းဆောင်မတွေကိုလည်းရှုစားကြရမှာပါရှင်မနေ့ကရန်ကုန်တီလိုဝါစိတ်ကမ်းကိုဂျပန်ရေတပ်ကစစ်သင်္ဘော3စင်းလာရောက်လည်ပတ်ပါတယ်ဂျပန်နိုင်ငံရေကြောင်းကာကွယ်တပ်ဖွဲ့အနေနဲ့ပထမဦးဆုံးကြိမ်မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပါတယ်ဂျပန်နိုင်ငံကလေ့ကျင့်ရေးစစ်သင်္ဘော2စင်းနဲ့ရေတပ်တပ်ဖွဲ့ဝင်900တည်ဆောင်လာတဲ့စစ်သင်္ဘောတစ်စင်းရောက်ရှိလာတာဖြစ်ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျပန်တပ်ဖွဲ့တွေမြန်မာနိုင်ငံကိုပထမဦးဆုံးပြန်ပြီးလာရောက်လည်ပတ်တာလို့လည်းသတင်းတွေမှာရေးပါတယ်ဂျပန်ရေတပ်အရာရှိ180ပါဝင်တဲ့စစ်သင်္ဘောတွေဟာကမ္ဘာတဝန်းလှည့်လည်သွားလာနေပြီးပင်လယ်ရေကြောင်းဆိုင်ရာသင်တန်းတွေပေးဖို့ရည်ရွယ်ထားပါတယ်မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကောင်းမွန်လာတဲ့တစ်ချိန်တည်းမှာဂျပန်နိုင်ငံအနေနဲ့လည်းသူ့ရဲ့တပ်ဖွဲ့ဝင်တွေပြည်ပနိုင်ငံတစ်ခုမှာတွားရောက်နိုင်တယ်ဆိုတာအချက်ပြလိုက်တာလို့လေ့လာသူတချို့ကသုံးသပ်ပါတယ်စက်တင်ဘာလဇန်ကလည်းတရုတ်နိုင်ငံကဆေးလွှတ်လိုက်တဲ့ Peace Ark ခေါ်ဆေးရုံသင်္ဘောဟာတီလိုဝါစိတ်ကမ်းမှာ6ရက်ကြာအလည်ပတ်ရောက်ရှိခဲ့ပါတယ်လက်ဘရောင်းတောင်ချင်းနီစီမံကိန်းဆက်ပြီးအကောင့်ထဲဖော်တာမှာအများကကန့်ကွက်နေကြတဲ့သာသနာနယ်မြေတွေကိုကုမ္ပဏီအနေနဲ့လက်တလုံးမှာအသုံးပြုခွင့်မပေးဖို့ဆန္ဒထုတ်ဖော်သူတွေနဲ့စကိုင်းတိုင်းဒေသကြီးဖြေလျှော့ရေးအဖွဲ့တို့အကြားမနေ့ကသဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။လေဒီဆီယာရောဖျားကြီးသတင်းသုံးခဲ့ရာနယ်မြေတွေကိုစီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ်အသုံးချမဲ့အစီအစဉ်ကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဆန္ဒပြကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ဆန္ဒပြသူ90လောက်ဟာမန္တလေးတိုင်းအမရပူရမြို့အဝင်ကနေလက်ဘရောင်းတောင်ချေလေဒီဆီယာရောဖျားကြီးရဲ့တိမ်တော်အထိစက်တင်ဘာလ29ရက်နေ့ကလမ်းလျှောက်ဆန္ဒပြခဲ့ပြီးလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ထိတ်တက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပါတယ်။မော်ရခရိုင်စလင်းကြီးမြို့နယ်တဲကလက်ဘရောင်းတောင်ချင်းနီစီမံကိန်းပြန်လည်စတင်တာမှာလေဒီဆီယာရောဖျားကြီးရဲ့တိမ်ချောင်းနဲ့သာသနိကအဆောက်အုံတွေထိခိုက်လာမဲ့အရေးနဲ့ပတ်သက်လို့ကန့်ကွက်မှုတွေကြုံခဲ့ရပါတယ်။အခုနောက်ဆုံးသာသနာနယ်မြေတွေမှာလုပ်ငန်းတွေဆိုင်းငံ့ထားဖို့မြန်မာအာဏာပိုင်တွေဘက်ကဂျားဝင်ညှိနှိုင်းတဲ့ဖြေလျှော့ရေးအဖွဲ့ကလက်ခံခဲ့တာဖြစ်ပါတယ်ရှင်။ပြီးခဲ့တဲ့စနေမှာလာတတိယပတ်အတွင်းရန်ကုန်မြို့လယ်မှာဆန္ဒပြခဲ့ကြတဲ့ဒဂုံစိတ်ကမ်းမြို့နယ်ဟိုရှင်အေးကန်းရေရွက်ပြည်စည်းစက်ရုံကအလို့သမားတချို့ကိုအာဏာပိုင်တွေကတရားစွဲဆိုလိုက်ပါတယ်။စောစောပိုင်းကအလို့သမားရေးဝန်ကြီးဌာနနဲ့တာဝန်ရှိသူတွေအပါအဝင်ဂျားဝင်ညှိနှိုင်းမှုတွေရှိခဲ့ပေမဲ့လည်းအခုနောက်ဆုံးအရေးယူခံရမယ့်အခြေအနေကိုရင်ဆိုင်နေရတယ်လို့အလို့သမားတွေကပြောပါတယ်။ရန်ကုန်မြို့ဟိုရှင်အေးကန်းစက်ရုံအလို့သမား100ကျော်ဟာအလို့သမားတွေကိုအကြောင်းကြားခြင်းမရှိဘဲစက်ရုံကိုအလုတ်ရှင်ကရုတ်တရက်ပိတ်တာကိုကန့်ကွက်တဲ့အနေနဲ့ရန်ကုန်မြို့တော်ခမ်းမရှိမှာပြီးခဲ့တဲ့စက်တင်ဘာ22ရက်နဲ့23ရက်နေ့တွေတပိတ်စခန်းဖွင့်ပြီးဆန္ဒပြခဲ့ကြပါတယ်။အေးကန်စက်ရုံအနေနဲ့နောက်ထပ်လဲပတ်နိုင်တော့ခြင်းမရှိတဲ့အတွက်စက်ရုံကိုပိတ်တော့မှာဖြစ်ကြောင်းအလို့သမားတွေကိုလည်းဥပဒေနဲ့အညီစက်ရုံပိုင်ရှင်ဘက်ကရော်ကြီးပေးသွားမှာဖြစ်တယ်လို့အလို့သမားရေးဝန်ကြီးဌာနအရာရှိတွေကစောစောပိုင်းမှာပြောဆိုပါတယ်။အခုတော့အလို့သမားကောင်းဆောင်2ဦးနဲ့အလို့သမားရေးလှုပ်ဆောင်သူ4ဦးကိုချင်းချောက်မှုအကျိုးဖျက်ဆီးမှုပါဝင်ပုံမှန်3ခုနဲ့ဒဂုံစိတ်ကမ်းရဲစခန်းကတရားစွဲဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာဆီးရီးယားနိုင်ငံကဓာတုလက်နက်သုံးစွဲမှုတွေနဲ့ပတ်သက်လို့နိုင်ငံတကာကဘလို့အရေးယူတုံ့ပြန်မယ်ဆိုတာမြောက်ကိုရီးယားကစောင့်ကြည့်နေတဲ့အကြောင်းတောင်ကိုရီးယားနိုင်ငံကိုတွားရောက်တဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ဟေဂယ်ကပြောဆိုပါတယ်။မနေ့ကစတင်တဲ့၄ရက်ကြာခီးစဉ်အတွင်းကာကွယ်ရေးဝန်ကြီးချက်ဟေဂယ်ဟာတောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနေကြားနှစ်ဖက်စစ်တပ်တွေအကြီးအကျယ်ချထားတဲ့စစ်မဲ့ဇုံကိုတွားရောက်လေ့လာခဲ့ပါတယ်။
နှစ်နိုင်ငံနယ်ခြားတောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံအရာရှိတွေတွေ့ဆုံပြီးနှစ်ပေါင်း60အတွင်းတခါတရံအပြန်အလှန်ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့တဲ့ဖန်မွန်ကျွန်းပူးရဲလုံခြုံရေးဒေသကိုလည်းအမေရိကန်ကာကွယ်ရေးဝန်ကြီးတွားရောက်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာဓာတုလက်နက်တွေအမြောက်အများသိမ်းဆည်းထားနိုင်တယ်ဆိုပြီးတောင်ကိုရီးယားဘက်ကစိုးရိမ်မှုတွေရှိနေတာကိုကာကွယ်ရေးဝန်ကြီး Chuck Hagel ကအတိအမှတ်ပြုတဲ့အကြောင်းလည်းပြောဆိုပါတယ်။ဒါကြောင့်လည်းဆီးရီးယားနိုင်ငံကဓာတုလက်နက်တွေဖျက်သိမ်းရေးနိုင်ငံတကာအတိုင်းအဝိုင်းကဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကိုမြောက်ကိုရီးယားအနေနဲ့အနီးကပ်စောင့်ကြည့်နေတဲ့အကြောင်းကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောဆိုသွားပါတယ်ရှင်။အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ပါကစ္စတန်ဝန်ကြီးချုပ်နဝတ်ရှရီဖ်တို့ဟာနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အစည်းအဝေးကျင်းပနေတဲ့အချိန်အစည်းအဝေးအစီအစဉ်ရဲ့ပြင်ပမှာတင်းငွေတွေကတီးခြားတွေ့ဆုံခဲ့ကြပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားကက်ရှမီးယားဒေသမှာဖြစ်ပွားနေတဲ့တင်းမာမှုလျှော့ချရေးနှစ်နိုင်ငံဝန်ကြီးချုပ်2ဦးသဘောတူညီခဲ့ကြပါတယ်။ဝန်ကြီးချုပ်2ဦးဟာနယူးယောက်မြို့ကဟိုတယ်တစ်ခုမှာတနာရီလောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ပါကစ္စတန်ဝန်ကြီးချုပ်နဝတ်ရှရီဖ်မေလပါလီမန်ရွေးကောက်ပွဲအပြီးဝန်ကြီးချုပ်ရာထူးရယူချိန်နောက်ပိုင်းပထမဦးဆုံးချိန်အိန္ဒိယဝန်ကြီးချုပ်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံတာဖြစ်ပါတယ်။နှစ်နိုင်ငံနယ်ခြားကက်ရှမီးယားဒေသအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ကိုလေးစားလိုက်နာဖို့နှစ်ဖက်ခေါင်းဆောင်တွေသဘောတူခဲ့ပြီးအစည်းအဝေးဟာအပြုသဘောဆောင်တဲ့ဆွေးနွေးပွဲဖြစ်တဲ့အကြောင်းပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးဂျာလီအာဘတ်စ်ဂျာလာနီကအတည်ပြုပြောဆိုပါတယ်။ဩစတြေးလျဝန်ကြီးချုပ်သစ်တိုနီအက်ဘော့ဟာမနေ့ကအင်ဒိုနီးရှားနိုင်ငံကိုသွားရောက်ပါတယ်။အင်ဒိုနီးရှားပိုင်နက်ကိုဖျက်ပြီးဩစတြေးလျကိုလှေနဲ့ရောက်လာတတ်တဲ့နိုင်ငံရေးခိုလုံခွင့်တောင်းခံသူတွေရဲ့အရေးကိစ္စကိုအင်ဒိုနီးရှားခရီးစဉ်အတွင်းအဓိကဆွေးနွေးမဲ့ပုံရှိပါတယ်။အင်ဒိုနီးရှားသမ္မတဆူစီလိုဘန်ဘန်ယူရိုနဲ့မတွေ့ဆုံခင်နိုင်ပိုင်းအလိုမှာပဲဝန်ကြီးချုပ်တိုနီအက်ဘော့ဟာအင်ဒိုနီးရှားအမျိုးသားစစ်သင်္ချိုင်းကိုသွားရောက်ပြီးစစ်အတွင်းကြာဆုံးခဲ့တဲ့အင်ဒိုနီးရှားတရေကောင်းတွေအတွက်ပန်းခွေချပြီးဂုဏ်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်အတော်ကြာကဩစတြေးလျဘက်ကိုလှေနဲ့ပြေးလာတဲ့နိုင်ငံရေးခိုလုံခွင့်တောင်းခံသူ36ဦးလှေမှောက်ပြီးပင်လယ်ပြင်မှာရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။ဒီကိစ္စဖြစ်ပွားပြီးတဲ့နောက်ဩစတြေးလျဝန်ကြီးချုပ်နဲ့အင်ဒိုနီးရှားသမ္မတတို့အခုလိုတွေ့ဆုံကြတာပါ။လှေနစ်မြုပ်ချိန်မှာဩစတြေးလျအစိုးရရေတပ်ကိုအကူအညီတောင်းခဲ့ပေမဲ့အကူအညီမရခဲ့ဘူးလို့အသက်မသေးပဲကြံခဲ့သူတွေကပြောပါတယ်။ဩစတြေးလျနိုင်ငံဘက်ကိုရောက်လာတဲ့လှေစီးပြေးနိုင်ငံရေးခိုလုံခွင့်တောင်းခံသူတွေကမ်းခြေကိုမကတ်နိုင်အောင်ဩစတြေးလျရေတပ်ကမဖြစ်မနေပြန်မောင်းထုတ်ဖို့မူဝါဒချမှတ်ထားပါတယ်။ဒီလောက်ရဟာအင်ဒိုနီးရှားနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတယ်ဆိုပြီးအင်ဒိုနီးရှားဘက်ကဝေဖန်ပြစ်တင်နေတာပါ။ဝန်ကြီးချုပ်သစ်တိုနီအက်ဘော့ကိုယ်တိုင်လည်းဒီလိုလှေနဲ့ရောက်လာသူတွေကိုဟန့်တားမယ်ဆိုတဲ့ကတိနဲ့ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာဖြစ်ပါတယ်။အီရန်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေကလိုနိုင်ငံတွေကနိုင်ငံရေးခိုလုံခွင့်တောင်းခံသူတွေအများအပြားဟာဩစတြေးလျကိုလှေနဲ့ရောက်လာတတ်ပြီးပင်လယ်ပြင်မှာလှေနစ်မြုပ်ခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းရာနဲ့ချီပြီးသေဆုံးခဲ့ရပါတယ်ရှင်။နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဂွီဘာခရိုင်ဘိုကိုဟာမန်စစ်သွေးကြအဖွဲ့ကလို့တန်တရားရှိတဲ့တနန်သမားတယောက်ကတနင်္ဂနွေနေ့မနက်စောစောကောလိပ်ကျောင်းတစ်ခုတည်းကိုဝင်ပြီးတနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကျောင်းသား40လောက်သေဆုံးသွားခဲ့ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံယိုဘက်ပြည်နယ်ကျောင်းအိတ်ကျောင်းသားစိုက်ပျိုးရေးကောလိပ်ကျောင်းထဲမှာမနက်စောစောအိတ်နေတဲ့ကျောင်းသားတွေကိုတနတ်သမားကဝင်ရောက်ပစ်ခတ်ခဲ့တာလို့နိုင်ဂျီးရီးယားစစ်တပ်ပြောခွင့်ရသူဗိုလ်မှူးကြီးအယ်လီလာဇာရပ်စ်က VOA ကိုပြောပါတယ်။ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဂွီဘာခရိုင်ဟာပြည်နယ်မြို့တော်ဒါမာထာရုနဲ့မိုင်30လောက်ကွာမှာရှိပါတယ်။ဒါမာထာရုမြို့တော်ဆေးရုံမှာကျောင်းသား18ယောက်ထက်မနည်းဆေးကုသခံနေရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံယိုဘက်ပြည်နယ်မှာမကြာသေးခင်လပိုင်းအတွင်းဘိုကိုဟာမန်စစ်သွေးကြတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပိုပြီးတိုးလာနေပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်းပြည်နယ်မှာရှိတဲ့ချန်တူးပန်ဒါဝက်ဝင်မွေးမြူရေးနဲ့သုတေသနဌာနကပန်ဒါဝက်ဝင်ပေါက်လေး14ကောင်ကိုအများပြည်သူတွေကိုကြည့်ရှုခွင့်ပေးလိုက်ပါတယ်။ချန်တူးသုတေသနဌာနဟာပန်ဒါဝက်ဝင်ပေါက်လေးတွေကိုအဓိကစောင့်ရှောက်တဲ့ဌာနဖြစ်ပါတယ်။နိုဘူးတိုက်ပြီးမွေးမြူထားတဲ့ပန်ဒါဝက်ဝင်ပေါက်လေး14ကောင်စလုံးဟာ4လတောင်မပြည့်သေးပါဘူး။တရုတ်နိုင်ငံမှာတွေ့ရလေရှိတဲ့ဂျိုင်းရန်ပန်ဒါဝက်ဝင်တွေကိုလူတွေကအထူးသဘောကျကြတာပါ။ဒါကြောင့်လည်းဒီပန်ဒါဝက်ဝင်တွေမျိုးမတုံးအောင်တရုတ်နိုင်ငံဇီဝနဲ့တတ္တဗေဒပညာရှင်တွေကပြုစုစောင့်ရှောက်နေပါတယ်။ကမ္ဘာပေါ်မှာပန်ဒါဝက်ဝင်1000လောက်ရှိမယ်လို့ခန့်မှန်းပြီးအဲ့ဒီအထက်က80%ဟာတရုတ်နိုင်ငံစီချွမ်းပြည်နယ်မှာကျန်ရှိနေတာဖြစ်ပါတယ်ရှင်။
ဆက်လက်ပြီးသတင်းဆောင်မတွေကိုတင်ဆက်ပါမယ်။မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေဒီထက်မကအောင်မြင်မှုရအောင်နိုင်ငံတကာအတိုင်းအဝိုင်းကဝိုင်းဝန်းပံ့ပိုးကူညီဖို့မြန်မာအစိုးရနိုင်ငံသားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ကမနေ့ကနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်းပြောကြားသွားပါတယ်။ကိုသိန်းထိုက်ဦးကဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးသမ္မတဦးသိန်းစိန်အစိုးရရဲ့ကြိုးပမ်းချက်တွေအပေါ်နိုင်ငံတကာရဲ့အားပေးထောက်ခံမှုတွေကိုကျေးဇူးတင်ကြောင်းပြောကြားရင်းဒီထက်မကတိုးတက်အောင်မြင်အောင်ဆက်လက်ကူညီပံ့ပိုးပေးဖို့နိုင်ငံသားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ကကုလသမဂ္ဂထွေထွေညီလာခံမှာအဓိကတိုက်တွန်းပြောဆိုသွားပါတယ်။ပြုပြင်ပြောင်းလဲရေးကိုနှောက်ယှက်ဖျက်ဆီးလိုသူတွေရဲ့ထောင်ချောက်ထဲကိုရောက်မသွားအောင်အမြဲမပြတ်သတိရှိရှိစောင့်ကြည့်နေတယ်လို့လည်းသူကပြောပါတယ်။ Now we have been able to establish a firm foundation for building democratic society. အခုဆိုရင်ဒီမိုကရေစီလူ့အဖွဲ့အစည်းကိုတည်ထောင်နိုင်ရေးအခြေခံစည်းမျဉ်းတွေကိုခိုင်ခိုင်မာမာချမှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အရေးကြီးတဲ့ခန့်ကဏ္ဍမှာပါဝင်ဆောင်ရွက်တဲ့သက်ဆိုင်သူတွေအားလုံးနိုင်ငံရေးမှာပါဝင်မှုလှုပ်ရှားနိုင်တဲ့အခြေအနေကိုဖန်တီးပေးထားပြီးအားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးစနစ်တစ်ရပ်ကိုကျင့်သုံးနေပြီဖြစ်ပါတယ်။ဥပဒေပြုရေးလွှတ်တော်အနေနဲ့တက်ကြွပြီးအင်အားအပြည့်နဲ့လှုပ်ရှားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။သတင်းလွတ်လပ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်အသင်းပင်ဖွဲ့စည်းခွင့်တွေကိုအာမခံတဲ့ဥပဒေတွေပါဝင်ပြည်သူတွေအကျိုးအတွက်ဥပဒေတော်တော်များများကိုလည်းပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။လူချင်းချမ်းသာခွင့်တွေဇက်တိုက်ဆိုသလိုကြီးညာခဲ့ပြီးထောင်ထဲချီတဲ့အကျဉ်းသားတွေကိုလွှတ်ပေးခဲ့ပါတယ်။ဒီနှစ်ကုန်မှာအကျဉ်းထောင်တွေအတွင်းယုံကြည်ချက်ကြောင့်အကျဉ်းချခံရတဲ့နိုင်ငံရေးအကျဉ်းသားမကြံဘူးဆိုတာကိုသေချာစေဖို့စစ်ဆေးတဲ့စနစ်တရချမှတ်ပြီးတော့လည်းကျွန်တော်တို့ဒီဇိုင်းမမတ်ဆောင်ရွက်နေပါတယ်။ We are also taking steps for establishing rule of law, good governance, and clean government. တရားဥပဒေစိုးမိုးရေးကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့တန်ရှင်းတဲ့အစိုးရတရားပေါ်ထွန်းလာရေးကိုလည်းကျွန်တော်တို့အစဉ်စဉ်ရှေ့ဆက်ကြိုးစားဆောင်ရွက်နေပါတယ်။မြို့သားပြည်လဲတည်မြဲရေးနဲ့ပတ်သက်လို့လက်စုပ်လက်ကင်ပြနိုင်တဲ့ထင်ရှားတဲ့တိုးတက်မှုတွေရရှိနေပြီဖြစ်ပါတယ်။အစိုးရရဲ့ငြိမ်းချမ်းရေးအစာပြုဆိုပြီးချက်တွေကြောင့်နှစ်ပေါင်း60အတွင်းပထမဆုံးအကြိမ်လက်နက်ကင်ဖွဲ့စည်းအားလုံးနဲ့အပြည့်အကရစဲရေးအတွက်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။တတိုင်းပြည်လုံးတိုင်းတာနဲ့အပြည့်အကရစဲရေးသဘောတူညီချက်နေပြည်တော်မှာလက်မှတ်ရေးထိုးပွဲမကြခင်အောင်မြင်မြင်ကျင်းပနိုင်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်။ Will not let anyone to take advantage of political openness to instigate violence among different ethnic. ဝင်လာတဲ့နိုင်ငံရေးအခြေအနေကိုသုံးချပြီးမတူညီတဲ့တိုင်းရင်းသားလူမျိုးစုတွေအကြားဘာသာရေးအဖွဲ့အစည်းတွေအကြားအကြမ်းဖက်မှုတွေပေါ်လာဖို့သွေးထိုးလှုံ့ဆော်တာမျိုးကိုကျွန်တော်တို့အဖြစ်မခံပါဘူး။သမ္မတဦးသိန်းစိန်ကလည်းဒီကိစ္စကိုရှင်းလင်းလင်းပြောထားပါတယ်။လူမျိုးစုတွေအကြားအမုန်းပေါင်းသွေးထိုးလှုံ့ဆော်တဲ့လုပ်ရက်တွေကိုလုံးဝသီးခံမှာမဟုတ်ဘူးဆိုတာကိုပြောထားပြီးဖြစ်ပါတယ်။ပြဿနာတွေကိုရေတိုအတွက်ရောရေရှည်အတွက်ပါဖြေရှင်းနိုင်အောင်အစိုးရအနေနဲ့အလေးအနက်ထားဆောင်ရွက်နေတဲ့ဆိုတာကိုပြောချင်ပါတယ်။ဒီလိုဆောင်ရွက်ရမှာကုလသမဂ္ဂအဖွဲ့အစည်းတွေအစိုးရလက်အောက်ခံမဟုတ်တဲ့အဖွဲ့အစည်းတွေလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအဖွဲ့အစည်းတွေနဲ့ကြည်ကြဲပြန့်ပြန့်ပူးပေါင်းဆောင်ရွက်ပြီးထိခိုက်ဒုက္ခရောက်ခဲ့ရသူအားလုံးရဲ့နေထိုင်ရေးအခြေအနေလူမှုဘဝပုံမှုကောင်းမွန်လာဖို့ဘယ်သူဘယ်ဝါမခွဲခြားပဲဆောင်ရွက်ပေးနေပါတယ်။ Mr. President, in the process of Myanmar's transition to democracy, expectations are high within the country. ဘာဗရီခင်ဗျာမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာပြည်တွင်းကရောနိုင်ငံတကာကပါမျှော်လင့်ချက်တွေကတိတ်ကိုမြင်မာပါတယ်မြန်မာအစိုးရအတွက်ပေါ်မြန်မာပြည်သူတွေအတွက်ပါထမ်းဆောင်ရမယ့်တာဝန်တွေကခက်ခဲနေပါတယ်စိန်ခေါ်ကဲဆန်းမှုတွေအများကြီးရှိပါတယ်ကျွန်တော်တို့ဟာအရေးကြီးတဲ့အသွင်ကူးပြောင်းရေးကာလအတွင်းမှာရောက်ရှိနေစေဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရွေးချယ်ထားတဲ့လမ်းကြောင်းအတိုင်းမဖြစ်မနေဆက်သွားဖို့ခက်ခဲမှတန်ဋိဌာန်ချထားပါတယ်နောက်ကျောင်းပြန်လှည့်မှာမဟုတ်ပါဘူးဒါပေမဲ့အရာရာကိုပေါ်ပေါ်တန်းတန်းသဘောမထားပါဘူးမြန်မာအစိုးရနဲ့မြန်မာပြည်သူတွေအတွက်ကြားရောက်လာတဲ့တာဝန်အရာပြုပြင်ပြောင်းလဲရေးကိုနှောင့်ယှက်ဖျက်ဆီးလိုသူတွေရဲ့ထောင်ချောက်ထဲကိုရောက်မသွားအောင်မြဲမပြတ်သတိရှိရှိစောင့်ကြည့်နေမှာဖြစ်ပါတယ် I thank the Minister for Foreign Affairs of Myanmar for his statement. မကြသေးခင်နှစ်တည်းအတွင်းမြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲမှုတွေစပြီးလှုပ်လာခဲ့ပေမဲ့လည်းထိုင်းနိုင်ငံမှာခိုလုံနေကြတဲ့မြန်မာနိုင်ငံကဒုက္ခသည်3,300,000လောက်ကတော့မကြခင်အိမ်ပြန်နိုင်ဖို့မျှော်လင့်မထားကြပါဘူး။ကိုအိမ်တွေစီပြန်ကြရမယ့်အရေးကိုစိုးရိမ်ပူပန်နေကြတယ်ဆိုတာပထမဆုံးအချိန်ကောက်ယူခဲ့တဲ့ကုလသမဂ္ဂစစ်တမ်းတစ်ခုမှာတွေ့ရပါတယ်။ VOA သတင်းတောက် Steve Harman ဘန်ကောက်မြို့တော်ကနေပေးပို့ထားတဲ့သတင်းဆောင်မကိုကိုကျော်ကျော်သိန်းကပြောပြပေးမှာပါရှင်။ထိုင်းနိုင်ငံကအကြီးဆုံးဒုက္ခသည်စခန်းမှာရှိနေကြတဲ့လူအများစုဟာတတိယနိုင်ငံတစ်ခုခုစီရွှေ့ပြောင်းအခြေချတာဒါမှမဟုတ်ထိုင်းနိုင်ငံမှာပဲဆက်နေတာမျိုးလိုလားကြတယ်ဆိုတာကိုကုလသမဂ္ဂအေဂျင်စီတစ်ခုကကမကထပြုတဲ့လူမှုစီးပွားဆိုင်ရာစမ်းသပ်စစ်တမ်းတစ်ခုမှာတွေ့ရပါတယ်။ထခရိုင်က
မယ်လဒုက္ခသည်စခန်းမှာရှိနေကြတဲ့အိမ်ထောင်စုပေါင်း 6,500 ကျော်ရဲ့တုံ့ပြန်ချက်တွေဟာဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရသူတွေရဲ့စိတ်ခံစားမှုကိုဖော်ပြနေတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ထိုင်းနိုင်ငံဆိုင်ရာကိုယ်စားလှယ် Miril Gerard က VOA ကိုပြောပါတယ် A lot of people are still making up their mind as we speak. They have not really လူတော်များများကစဉ်းစားနေကြတော့မရှိပြီးဆုံးဖြတ်ချက်တကယ်မချရသေးပါဘူးအခုအစ်စ်မှာသူတို့ဆုံးဖြတ်ချက်ချဖို့ကိုလည်းကျမတို့ကမတောင်းဆိုပါဘူးသူတို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကိုသိရအောင်သာစူးစမ်းနေကြတာပါအဲ့ဒါမှသာသူတို့ကိုယ်တိုင်စိတ်ကူးပုံဖော်နေတဲ့အဖြစ်အတွက်ကျမတို့ကကူညီပြီးတော့ပြင်ဆင်ပေးနိုင်မှာပါမယ်လစကန်ကလူနည်းနည်းလောက်ကပဲအိမ်ပြန်ခြင်းနဲ့ဆိုတာကိုပြောကြပါတယ်မြန်မာအစိုးရအပေါ်မှာယုံကြည်မှုဆက်ပြီးနည်းနေသေးတာရဲ့သူတို့ရဲ့အနေအထားဒါမှမဟုတ်နိုင်ငံသားဖြစ်မှုဆိုင်ရာတွေမှာအားနည်းနေသေးတာတွေရဲ့ကိုသူတို့ကထောက်ပြပါတယ်ဘေးကင်းလုံခြုံရေးပိုင်းဘယ်လိုအသက်မွေးဝမ်းကြောင်းလုပ်မလဲဆိုတဲ့အပိုင်းနဲ့သူတို့ထွက်ပြေးခဲ့ရတဲ့ဒေသတွေမှာအခြေခံအဆောက်အအုံအားနည်းတဲ့အပိုင်းတွေပေါ်သူတို့ရဲ့စိုးရိမ်ချက်တွေကိုလည်းပြောကြပါတယ်မယ်လဒုက္ခသည်စခန်းမှာရှိနေသူအားလုံးနီးပါးဟာမြန်မာစစ်ဖက်ရဲ့ရန်ကနေလွတ်မြောက်ဖို့ထွက်ပြေးခဲ့ကြတဲ့လူမျိုးစုကရင်တိုင်းရင်းသားတွေဖြစ်ကြပါတယ်ဒုက္ခသည်တွေပြန်မဲ့နေရာအများစုမှာရေရှည်ခိုင်မာတဲ့အပြည့်အခက်ရစဲရေးမရှိသေးပါဘူးထိုင်းနိုင်ငံမှာရှိနေသူတွေအိမ်ပြန်ဖို့ရာမြန်မာနိုင်ငံကအခြေအနေတွေဟာလုံလောက်မှုမရှိသေးဘူးဆိုတာကို UNHCR တာဝန်ရှိသူ Gerard ကသဘောတူပါတယ် Amnesty, freedom of choices by people of the place they want to return to သူတို့ပြန်နေတဲ့နေရာကိုပြန်လို့ရစေမဲ့လွတ်လပ်တဲ့ရွေးချယ်မှုလူချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေထိတွေ့ကူညီနိုင်မှုစတာတွေလိုအပ်ပါတယ်ပြန်ဖို့အချိန်ကြပြီလူရည်အတွက်များများပြန်ဖို့ဆန္ဒရှိပြီဆိုတဲ့အချိန်ကြရင်အဲ့ဒါတွေအစင်းသင့်ဖြစ်နေဖို့လိုပါတယ်အဲ့ဒီအချိန်ကြရင်တော့ပြန်ပြီးရွှေ့ပြောင်းနေထိုင်ရေးကိုကျမတို့ကအားပေးလှုပ်ဆောင်သွားမှာပါလက်ရှိအချိန်မှာတော့အဲ့ဒီအဆင့်ကိုမရောက်သေးပါဘူးရှင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကဒုက္ခသည်စခန်း9ခုမှာဒုက္ခသည်ပေါင်း 1,300,000 လောက်ရှိပြီးအများစုဟာမြန်မာနိုင်ငံပြင်ပမှာမွေးဖွားသူတွေဖြစ်ကြပါတယ်ဒုက္ခသည်စခန်းတွေရဲ့လူဦးရေ 80% ဟာကရင်လူမျိုးတွေပါ2005ခုနှစ်ကတည်းကနေဆိုရင်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံစီထွက်ပြေးသွားသူတွေက 8,300 ကျော်ဟာတတိယနိုင်ငံတွေမှာရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ကြပြီးအများစုကတော့အမေရိကန်ပြည်ထောင်စုစီရောက်သွားကြပါတယ်ဒုက္ခသည်အဖြစ်အတိအမှတ်ပြုမှတ်ပုံတင်တဲ့လုပ်ငန်းကိုထိုင်းနိုင်ငံက2006ခုနှစ်ကတည်းကရပ်ပစ်ခဲ့ပြီးဒုက္ခသည်အဖြစ်မှတ်ပုံတင်မထားသူတွေဟာတတိယနိုင်ငံတွေစီရွှေ့ပြောင်းအခြေချဖို့အကျုံးမဝင်ဘူးလို့ပြောပါတယ်။ချွင်းချက်အနေနဲ့ကတော့ရွှေ့ပြောင်းအခြေစိုက်ပြီးသားမိသားစုဝင်တွေစီလိုက်သွားကြမဲ့လူတွေအတွက်ပြီးခဲ့တဲ့နှစ်ကစလို့အစီအစဉ်လုပ်ပေးပါတယ်။မြန်မာနိုင်ငံကခန့်မှန်းခြေလူပေါင်း1 သန်းလောက်ဟာထိုင်းနိုင်ငံမှာရှိနေကြပြီးအများစုဟာအထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပါတယ်။လူမျိုးစုလက်နက်ကိုင်အဖွဲ့အများစုနဲ့မြန်မာအစိုးရအကြားမှာအပြည့်အခက်ရစဲရေးသဘောတူညီချက်တွေရထားပြီးဖြစ်ပေမဲ့လည်းတိုက်ပွဲတွေကကြိုကြားဆိုသလိုဆက်ဖြစ်နေသေးတာမို့အဲ့ဒီသဘောတူညီချက်တွေဟာမခိုင်မာသေးဘူးလို့လေ့လာသူတချို့ကသုံးသပ်ထားပါတယ်ခင်ဗျာအာရှနိုင်ငံတွေကရွှေတူးဖော်ရေးလုပ်ငန်းတွေဟာအန္တရာယ်များပြီးအသက်နဲ့ယဉ်စွန့်စားရတဲ့လုပ်ငန်းတွေအဖြစ်နှစ်ပေါင်းများစွာကတည်းကတည်ရှိနေခဲ့တာပါဖိလစ်ပိုင်နိုင်ငံမှာတော့ပြည်ပဝင်ငွေပိုရအောင်နဲ့အန္တရာယ်ကင်းအောင်ရိုးရာသမယိုးကျနီးလန်းတွေနဲ့တူးဖော်တဲ့လုပ်ငန်းတွေနေရာမှာနိုင်ငံခြားကယင်းနှိမ့်မြုပ်နှံတဲ့ကုမ္ပဏီကြီးတွေကိုအစားထိုးဖိတ်ခေါ်နေပါတယ် VOA သတင်းတောက် Pros Laport ဖိလစ်ပိုင်နိုင်ငံရွှေတူးဖော်သူတွေအဓိကနေထိုင်တဲ့ Paracali မြို့ကသတင်းပေးပို့ထားတာကိုမအေးတနာကျော်ကတင်ပြပါလိမ့်မယ်ပီလီဂယ်လို့ခေါ်တဲ့ဖိလစ်ပိုင်နိုင်ငံကဒီမြို့လေးမှာတရားမဝင်ရွှေတူးဖော်ရင်းနဲ့လူတွေအများအပြားထိခိုက်သေဆုံးခဲ့ပူတာကြောင့်အစိုးရက2012ထဲကဒီလုပ်ငန်းကိုပိတ်ပင်ခဲ့တာပါ။ဒါမဲ့လည်းဒီလုပ်ငန်းကအခုထိအသက်ဝင်နေသေးပါ။ရွှေကြားတဲ့သူတွေကအသက်ရှူလေးပိုက်တွေတုံးပြီးတော့မြေအောက်ကျန်းကင်းအထိရင်းကုပ်ပြီးတော့ရေအောက်လှိုင်ကောင်းတွေမှာလိုက်ပြီးတော့တူးကြပါတယ်။မြေပြင်မှာဆိုရင်လည်းတောက်တိုင်ခိုင်ခိုင်မာမာမရှိဘဲနဲ့စနစ်တကျမဟုတ်တဲ့ဥမင်တွေတူးပြီးတော့ရွှေတွေရှာကြပါတယ်။ကြောက်တုံးတွေအထက်ထပ်ပိတ်နေတဲ့ကြားမှာတူးဖော်ရင်းနဲ့မြေပြိုလို့လူတွေပိတ်မိပြီးတော့တေဆုံးတဲ့သတင်းတွေလည်းမထူးဆန်းပါဘူး။တရားမဝင်ရွှေတူးဖော်သူအမျိုးသမီးတူဖြစ်တဲ့ချီတာမူဘန်နူဝါကအခုလိုပြောပါတယ်။
အန်ဒီယမ်ရှိတဲ့တူးမြောင်းတွေလှိုင်ကောင်းတွေဆိုတာရှိလို့လားလူတွေကစွန့်စားကြတာလေငွေရမယ်ဆိုရင်စွန့်စားကြတော့တာပါပဲဖိလစ်ပိုင်အစိုးရကတော့ရွှေတူးဖော်ရေးလုပ်ငန်းကိုဘေးကင်းလုံခြုံအောင်ဗဏ္ဍာငွေပို့တိုးအောင်လှုပ်ဆောင်နေပါတယ်မကြာခင်နှစ်ပိုင်းကပဲကနေဒါနိုင်ငံ TVI Resource Development သတ္တုတူးဖော်ရေးလုပ်ငန်းဝင်ရောက်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုဖိတ်ခေါ်ပြီးတော့မင်ဒါနာအိုဒေသမှာကျေးသွတ်ငွေနဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်အလုပ်သမားတွေဘေးကင်းဖို့တဘာဝပတ်ဝန်းကျင်မပျက်စီးအောင်ကာကွယ်ရင်းတစ်ချိန်တည်းမှာဒီလုပ်ငန်းကအကျေးလက်ဒေသတွေဖွံ့ဖြိုးအောင်လို့လှုံ့ဆော်ပေးနိုင်တဲ့အကြောင်းအရင်ကကုမ္ပဏီမှာတာဝန်ရှိသူတူဖြစ်တဲ့ John Risdell ကပြောပါတယ်တိုင်းပြည်တွင်းဘယ်နေရာမှာမဆိုတတ်တူတူပေါ်ရေးလုပ်ငန်းတွေတွားလုပ်တဲ့အခါဖွံ့ဖြိုးမှုဘာမှမရှိတဲ့နေရာမှာပဲအဓိကလုပ်ရတာပါလမ်းတွေမရှိဘူးဆရာဝန်သူနာပြုကျန်းမာရေးစေကံရဲနဲ့တရားသူကြီးတွေဘာမှမရှိတဲ့နေရာမရှိသလောက်နည်းတဲ့နေရာတွေကိုတွားကြရတာပါTVI ကုမ္ပဏီအနေနဲ့တစ်တော်ထိန်းသိမ်းရေးနဲ့ဒေသခံတွေအတွက်နှစ်စဉ်ဒေါ်လာ2 သန်းလောက်သုံးစွဲခဲ့တယ်လို့2017နောက်ပိုင်းမှာဖိလစ်ပိုင်အစိုးရကိုအခွန်ငွေဒေါ်လာသန်း900ကျော်ပေးခဲ့ပါတယ်။အခုတော့ဖိလစ်ပိုင်အစိုးရဝင်ငွေတိုးလာအောင်လို့အခွန်တွေတိုးပြီးတော့ကောက်ခံမှုစီစဉ်နေတဲ့အတွက်နိုင်ငံခြားကုမ္ပဏီတွေလည်းသူတို့ဘက်ကအသုံးစရိတ်တွေရှော့ချပြီးတော့တရားမဝင်ရွှေတူးတဲ့သူတွေကိုအလုပ်ကိုင်တွေပေးမယ်ဆိုတဲ့အရင်ကပေးခဲ့တဲ့ကတိတွေပြန်ပြီးတော့ရုပ်နေတာပါ။ဘယ်လီကန်မြို့လေးမှာတော့သူတို့ရိုးရာရွှေတီးတဲ့ပါရာကလေးမြို့လေးမှာတော့သူတို့ရိုးရာရွှေတူးတဲ့နည်းတွေလည်းအန္တရာယ်ရှိရဆိုပြီးတော့ပိတ်ခံရမယ်နိုင်ငံခြားကုမ္ပဏီတွေလည်းအလုပ်တွေမပေးတော့ဘူးဆိုရင်တော့မိသားစုရက်တည်ရေးခက်ခဲဖို့ဒေသခံတွေစိုးရိမ်နေကြပါတယ်ရှင်အစိုးရရဲ့လွဲသုံးစားမှုနဲ့အဂတိလိုက်စားမှုတွေကိုတရုတ်နိုင်ငံမှာနှိပ်ကွပ်နေတာပါဇိမ်ခံလူသုံးကုန်ပစ္စည်းကြော်ညာတွေကိုလည်းတားမြစ်ထားတာမို့အစိုးရအရာရှိတွေအနေနဲ့သူတို့ရဲ့ကြွယ်ဝမှုတွေလူသိရှင်ကြားဖြစ်လာမယ့်အရေးပိုပြီးအန္တရာယ်ရှိလာပါတယ်။ဒါပေမဲ့ဒီလိုအစိုးရရဲ့စီစစ်မှုတရုတ်ပြည်တွင်းစီးပွားရေးတိုးတက်မှုအရှိန်နည်းနည်းကျလာမှုဒါတွေကြားကပဲပြည်တွင်းမှာဇိမ်ခံပစ္စည်းဝယ်လိုအားပိုပြီးကောင်းလာနေပါတယ်။ရှန်ဟိုင်းမြို့က VOA သတင်းတောက်ဘေလာရဲ့သတင်းကိုတော့ဦးသန်းလွင်ထွန်းကတင်ပြပေးမှာပါရှင်။ကျွယ်ဝတဲ့ရှန်ဟိုင်းစိတ်ကမ်းမြို့ကြီးမှာဇိမ်ခံကုန်ပစ္စည်းဆိုင်တွေဟာမှုလိုပေါက်နေပါတယ်။တရုတ်နိုင်ငံဟာလည်းဒုတိယကမ္ဘာအကြီးဆုံးဇိမ်ခံပစ္စည်းဈေးကွက်ဖြစ်နေပါပြီ။ရှေ့အနာဂတ်ကတော့ကောင်းပါတယ်လို့ဈေးကွက်လေ့လာသုံးသပ်သူ Pablo Moran ကပြောပါတယ်။တိုးတက်မှုနည်းနည်းနှေးလာတဲ့လက္ခဏာတော့ရှိပါတယ်။ဒါပေမဲ့လည်းနာမည်ရောဇိမ်ခံပစ္စည်းကုမ္ပဏီတွေကတော့ယုံကြည်မှုအပြည့်ရှိနေသေးပါ။တရုတ်ပြည်မှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေတဲ့အပြင်ဆိုင်သစ်တွေလည်းတိုးဖွင့်နေပါတယ်။ရှန်ဟိုင်းဈေးမှာဆိုဈေးတန်းကြီးတွေဇိမ်ခံပစ္စည်းဆိုင်တွေနေရာတိုင်းမှာတွေ့နေရပါတယ်။တရုတ်စီးပွားရေးဟာပြီးခဲ့တဲ့နှစ်တွေအတွင်းအမခန်းပွေရာနှုံသားနဲ့တိုးတက်ခဲ့ပြီးနောက်ပိုင်းအခုတော့ 9.5% နဲ့နည်းနည်းအရှိန်ကျနေပါတယ်။အာဏာရကွန်မြူနစ်ပါတီထိပ်တန်းအတိုင်းအဝိုင်းရဲ့ကြိုးဝါမှုတွေကိုမိမောင်းထိုးပြတဲ့အဂတိလိုက်စားမှုပြဿနာတွေတစ်ခုပြီးတစ်ခုကြောင့်မျက်နှာပျက်ခဲ့ရတဲ့အစိုးရအနေနဲ့ဇိမ်ခံအခန့်ပွဲတွေလက်ဆောင်ပဏာပေးအပ်မှုတွေကြွယ်ဝမှုတွေကိုထုတ်ပြတဲ့ကြောဝါမှုတွေကိုတရားဝင်တားမြစ်လာပါတယ်။ဒါကြောင့်ဇိမ်ခံပစ္စည်းဆိုင်တွေအတွက်ပြဿနာရှိတယ်လို့ထင်ရပေမဲ့ကုမ္ပဏီကြီးတွေကတော့သိမ့်မှုသေးပဲဇိမ်ခံပစ္စည်းသုံးစွဲသူတွေပေါ်မှာပိုပြီးအာရုံထားဆွဲဆောင်နေကြဆဲဖြစ်ပါတယ်။ around some controversies အဂတိလိုက်စားမှုတစိုးလက်ဆောင်ပေးမှုအခွန်ဆောင်လွှဲမှုပြဿနာမျိုးစုံကြားရကပဲဇိမ်ခံပစ္စည်းကုမ္ပဏီကြီးတွေအနေနဲ့ပြည်တွင်းဝယ်ယူမှုတွေကိုဘယ်လိုမြင့်တင်မလဲဘာကြောင့်ဒီလိုပစ္စည်းတွေသုံးစွဲသင့်တယ်လဲဆိုတာတွေကိုပဲမဲ့လုံးပေးဆွဲဆောင်ဖို့အဓိကထားကြိုးစားနေကြပါတယ်တွင်းကုန်နဲ့စားသုံးကုန်အခွန်နှုန်းကြီးတဲ့အတွက်ဇိမ်ခံပစ္စည်းတွေဟာတရုတ်ပြည်တွင်းမှာပြီးပတဲ့ဈေးပိုကြီးပါတယ်ဒါကြောင့်တရုတ်နိုင်ငံသားအများစုဟာနိုင်ငံခြားထွက်ဈေးဝယ်ကြပါတယ်တဖြည်းဖြည်းများလာတဲ့ဒီဝယ်ယူသုံးစွဲသူတွေမျိုးကိုဘယ်လိုပြစ်မှတ်ထားရမလဲဆိုတဲ့နည်းလမ်းသစ်တွေကိုဇိမ်ခံပစ္စည်းကုမ္ပဏီကြီးတွေကရှာနေတာလို့ဈေးကွက်သုံးသပ်သူ Ken Grant ကပြောပါတယ်ဇိမ်ခံပစ္စည်းတွေဟာဖောက်တဲ့သစ်တွေကိုရအောင်အင်မတန်ကြိုးစားရပါတယ်အရင်ကမရှိခဲ့တဲ့ပစ္စည်းသစ်တွေကိုလူတွေကြိုက်လာဖို့အရင်ကမသုံးဘူးသေးတဲ့ပစ္စည်းတွေကိုပိုပြီးသုံးလာစေဖို့စတာတွေအပြင်ဖောက်တဲ့အသစ်တွေကိုဆွဲဆောင်နိုင်မှုဈေးနှုန်းတွေလျှော့ပေးရတယ်လေလုပ်ကြပါတယ်နိုင်ငံခြားပစ္စည်းအပြင်တရုတ်နိုင်ငံထုတ်ဇိမ်ခံပစ္စည်းတွေလည်းပိုပြီးတိုးပွားလာပါတယ်။တရုတ်သမ္မတကတော်ကဆိုရင်နိုင်ငံခြားသွားတိုင်းတရုတ်ပြည်တွင်းထွက်တရုတ်ဒီဇိုင်းဈေးကြီးအထည်ဝတ်တွေပဲဝတ်ပြပြီးဒီအရေးကိုမြင့်တင်ပေးနေပါတယ်။တရုတ်ပြည်တွင်းကြောက်မြဲရနာကုမ္ပဏီကီလွင်းကိုပြင်သစ်ဇိမ်ခံပစ္စည်းကုမ္ပဏီကာရင်းကပံ့ပိုးပြီးပြည်တွင်းထုတ်တွေကိုအားပေးနေတယ်လို့ရှန်ကြားပြည်တွင်းကုမ္ပဏီဆိုရင်လည်းခေတ်မီဒီဇိုင်းတွေကိုတရုတ်ယဉ်ကျေးမှုနဲ့အညီဖြစ်အောင်တီထွင်ထုတ်လုပ်နေပါတယ်။အဲဒါကိုပြင်သစ်ဇိမ်ခံပစ္စည်းကုမ္ပဏီကြီးဖြစ်တဲ့ Hermes ကအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။ဒီလိုအားပေးမှုမျိုးတွေမရှိရင်ပြည်တွင်းကုမ္ပဏီတွေပိုပြီးခက်ခဲလိမ့်မယ်လို့ Ken Grant ကပြောပါတယ်ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ရေရှည်တည်တတ်နိုင်ဖို့နဲ့အခက်အခဲတွေကိုခိုင်ခိုင်မာမာရင်ဆိုင်နိုင်ဖို့လိုသလိုပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုရေရှည်ဆွဲဆောင်နိုင်ဖို့လည်းအရေးကြီးပါတယ်
အများသည့်ဇိမ်ခံပစ္စည်းအဆင့်ရောက်ဖို့ဆိုတာနှစ်ပေါင်းများစွာအချိန်ယူရပါတယ်။မကြာသေးခင်ကလုပ်ခဲ့တဲ့စစ်တမ်းအရတော့အထင်ရှားဆုံးဇိမ်ခံပစ္စည်းကုမ္ပဏီကြီး90စီးရင်မှာတရုတ်ကုမ္ပဏီတစ်ခုပဲရှိပါသေးတယ်ခင်ဗျာ။ VOA TV သတင်းလွှာအစီအစဉ်ကိုဆက်ပြီးထုတ်လွှင့်နေပါတယ်။ဒီသတင်းပတ်အမေရိကန်နိုင်ငံရေးမှာဗဟိုအစိုးရရဲ့အသုံးစရိတ်နဲ့ပတ်သက်ပြီးအောက်လွှတ်တော်နဲ့အထက်လွှတ်တော်ကြားသဘောထားကွဲလွဲနေတဲ့အတွက်အစိုးရလုပ်ငန်းဆောင်တာတချို့ယာယီရပ်ဆိုင်းနိုင်တဲ့အခြေအနေကအဓိကလွှမ်းမိုးနေခဲ့တာပါ။ကိုသိန်းထိုက်ဦးကတင်ပြပါလိမ့်မယ်ခင်ဗျာ။အမေရိကန်အစိုးရရဲ့လုပ်ငန်းဆောင်တာတွေတစိမ့်တစ်ပိုင်းအားဖြင့်ရပ်ဆိုင်းသွားနိုင်တဲ့အခြေအနေကပဲဒီတစ်ပတ်အမေရိကန်နိုင်ငံရေးမှာအဓိကလွှမ်းမိုးနေပါတယ်။ပြီးခဲ့တဲ့စနေနေ့ကပဲ Republican အများစုလွှမ်းမိုးတဲ့အောက်လွှတ်တော်ကအစိုးရရဲ့သုံးစိတ်ဥပဒေကြမ်းကိုအတည်ပြုခဲ့ပါတယ်။ This is a bill to keep the government ဒီဥပဒေကြမ်းဟာအစိုးရရဲ့လုပ်ငန်းဆောင်တာတွေဆက်လက်လည်ပတ်နိုင်အောင်တကားဖွင့်ပေးလိုက်တဲ့ဥပဒေကြမ်းဆိုပြီး Republican အောက်လွှတ်တော်အမတ် Rob Woodall ကပြောဆိုတာပါ။အောက်လွှတ်တော်ကတည်ပြုလိုက်တဲ့သုံးစိတ်ဥပဒေကြမ်းဟာသမ္မတအိုဘားမားရဲ့အဓိကအစီအစဉ်ဖြစ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်အကောင့်အထည်မဖော်နိုင်အောင်နှောင့်နှေးစေမယ့်အချက်တွေကိုထည့်သွင်းထားပါတယ်။ဒီအစီအစဉ်ကိုတစ်နှစ်ဆိုင်းငံ့ထားဖို့တောင်းဆိုထားတာပါ။တစ်နှစ်ဆိုင်းငံ့ခိုင်းထားတာပါဆိုပြီး Republican အောက်လွှတ်တော်အမတ် Rob Woodall ကပြောဆိုသွားတာပါ။ဒီမိုကရက်တွေဘက်ကတော့အမေရိကန်ပြည်သူအများစုအတွက်တနိုင်တစ်ပိုင်းကျန်းမာရေးဆောင်ရှောက်မှုအာမခံရစေမယ့် Obama Care ခေါ်ဒီကျန်းမာရေးဆောင်ရှောက်မှုဥပဒေအတည်မပြုနိုင်အောင် Republican ဘက်ကကန့်ကွက်နေတာတွေနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုပါတယ်။ဒီမိုကရက်အောက်လွှတ်တော်အမတ် David Price ကအခုလိုပြောပါတယ်။ Another chapter of Republican hostage taking. ဒါဟာ Republican တွေရဲ့နိုင်ငံရေးပြန်ပေးဆွဲမှုကဏ္ဍတစ်ခုပါ။သူတို့လိုချင်သလိုနိုင်ငံရေးအရဖြစ်မလာဘူးဆိုရင်အစိုးရကိုပိတ်ပစ်မယ်လို့ချင်းချောက်ပြီးတော့တိုင်းပြည်ကပေးသင့်ပေးထိုက်တဲ့ငွေတွေကိုမပေးနိုင်အောင်ညှင်းဆိုနေကြတာပါ။ Republican တွေဘက်ကတော့သူတို့ဟာမဲဆန္ဒရှင်တွေရဲ့စိုးရိမ်ချက်တွေကိုကိုစားပြုပြီးထုတ်ဖော်ပြောဆိုနေတာလို့ဆိုပါတယ်။အထက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် Harry Reid ကတော့အောက်လွှတ်တော်ရဲ့ဥပဒေကြမ်းကဥတီယာမဲ့နေတယ်လို့ဝေဖန်ပါတယ်။သမ္မတအိုဘားမားကလည်း Republican တွေနဲ့သူစေ့စပ်ညှိနှိုင်းတာမျိုးမလုပ်နိုင်ဘူးလို့အခုလိုပြောဆိုထားပါတယ်။ No one gets to hurt our economy and millions of innocent people. ဥပဒေတစ်ခုနှစ်ခုခင်ဗျားတို့မကြိုက်တာနဲ့ကျွန်တော်တို့ရဲ့စီးပွားရေးကိုထိခိုက်စေပြီးအပြစ်မဲ့ပြည်သူတန်းပေါင်းများစွာကိုဒုက္ခရောက်အောင်လုပ်တာမျိုးလုပ်လို့မရပါဘူး။အရင်ကလည်းလုပ်လို့မရခဲ့ဘူး။အခုလည်းကျွန်တော်တို့စလုပ်တာကိုခွင့်မပြုပါဘူး။ဒါဟာဒီဗဏ္ဍာရေးနှစ်အတွင်းအစိုးရအနေနဲ့နှစ်ကြိမ်ကြိမ်နဲ့တိုက်ပွဲဝင်ရမယ့်အထက်ကပထမဆုံးတိုက်ပွဲတစ်ခုပါ။ရှေ့လကုန်လောက်မှာဗဟိုအစိုးရရဲ့သုံးစိတ်ငွေချေးယူပိုင်ခွင့်ကိုထပ်ပြီးတက်တန်းတိုးရေးမတိုးရေးအဆုံးဖြတ်ပေးရမယ့်ပွဲကလည်းရှိပါသေးတယ်။တကယ်လို့မတိုးခဲ့ရင်အစိုးရအနေနဲ့ပေးရမယ့်ကျွေးမြီတွေကိုဆက်နိုင်တော့မှာမဟုတ်ပါဘူး။စီးပွားရေးပညာရှင်တွေကတော့အစိုးရလုပ်ငန်းဆောင်တာတွေချိန်ကြာကြီးရပ်ဆိုင်းတာအကျွေးမဆက်နိုင်တာတွေကြုံရမယ်ဆိုရင်အမေရိကန်စီးပွားရေးပေါ်ထိခိုက်မဲ့မလိုလားတဲ့အကျိုးဆက်တွေကြုံတွေ့ရလိမ့်မယ်ဆိုပြီးသတိပေးနေကြပါတယ်။နိုင်ငံတကာနိုင်ငံရေးမျက်နှာစာမှာတော့ဆီးရီးယားရေးကိစ္စနောက်အီရန်နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုအကြားအတိမ်အစောင်းမခံသေးတဲ့သံတမန်ဆက်ဆံရေးလမ်းဖွင့်ပြီးသမ္မတအိုဘားမားကအီရန်ရဲ့နျူကလ িয়ার စီးစင်းတွေကိုကန့်သက်နိုင်မယ်လို့မျှော်လင့်ချက်တွေထားနေတဲ့အချိန်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နာတန်ညာဟုအိမ်ပြည်တော်ကိုလာရောက်လည်ပတ်တဲ့ခီးစဉ်တွေကိုအားလုံးအာရုံစိုက်နေကြပါတယ်။ဒီအချိန်မှာပဲအမေရိကန်ပြည်တွင်းနိုင်ငံရေးမှာလည်းအစိုးရရဲ့သုံးစိတ်နဲ့ပတ်သက်တဲ့ဗဏ္ဍာရေးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအစိုးရလုပ်ငန်းဆောင်တာတွေယာယီရပ်ဆိုင်းသွားနိုင်ခြေချင်းချောက်မှုတွေပိုပြီးတော့ကြီးထွားလာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုနောက်နေ့မနေ့အစီအစဉ်သစ်မပြောင်းခင်ထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။